ပါတယ်နော်ဒိုးပါတယ်ချမောင်းပါတယ်တတိယ300တတိယ900နော်အဲဝတ်တွေရမယ်လဲလဲဆက်လေးတွေကြောက်မလား ဆက်တယ်တော့မှတ်တာဆန်တွက်နေတယ်ငါညီမတွေဒီနေ့စောစောပြန်လာဖို့ထားလို့ရှိရင်ဈေးတော်တော်ရောင်းကောင်းနေတယ်တူရဟလားဟုတ်တယ်ကိုကြီးဒါနဲ့ကိုကြီးရောအလုပ်ထားတယ်အလုပ်ရခဲ့တာအဆင်ပြေလားဟိုညီမလေးရေကိုကြီးလေအလုပ်လျှောက်ထားတာအလုပ်ရတယ်မနေ့ကဆိုရင်အလုပ်ဆင်းလို့ရပြီတဲ့ဟာကိုကြီးလုပ်ရတယ်ဆိုတော့မီဖြိုးလဲဝမ်းတာတာဗောမီဖြိုးနေဝမ်းတာမနေနဲ့ဟုတ်နေကပြောစရာရှိတယ်ဒီလိုဈေးသွားရောက်တဲ့အချိန်လေငါညီမကိုဘယ်ကောင်လေးလိုက်နောက်ရှက်တာရှိသေးတယ်အော်ကိုလေးရေမိဖြိုးတရားလုံးပါနဲ့စိတ်ချပါဘယ်ကောင်လေးမှလည်းမနှောက်ရှက်ရင်ဟာအေးပါအဲ့ဒါဆိုလည်းပြီးတော့စိတ်ဘူးလို့လာသွားကြမယ်လားဟုတ်ကဲ့ပါလာဟုတ်လားဟုတ်လားဘာဘာဟုတ်လားတာကြီးဟာတော်ဟုတ်တဲ့ကောင်လေးပဲဟာတော့တရားကြောက်ဟဲ့အလကောင်ကအလုပ်သွားရှားတယ်ငယ်ဆုံးသမီးကသေးသွားရောက်တယ်မင်းတို့တယောက်ကတာဝန်ကြီးပါတယ်တနေ့ကုန်အရက်သားအချိန်မရှိမှပြန်လာအခုနေပြည်ထိုးတော့မထားသေးဘူးဖုံးနိုင်ဟဲ့အသားကြီးဟဲ့အောင်လေနေပြည်ထိုးမှထားပြန်လာရင်အရက်ကလေးတက်များနဲ့အဲ့တယ်လို့ဆိုဟဲ့ခါလာထသားမှာကွာထဟုတ်လားဟဲ့မင်းတို့ဘယ်တည်းကြီးဟာနိုင်တဲ့ရက်ကွာတော့ဟဲ့ဘာတည်းကြီးလဲပြဖေလည်းဘယ်ဆိုင်ရှိလို့လဲဖေအခုမှအိုက်ကောင်တော့ရှိရဖေဟာမဟုတ်သေးပါဘူးကွာဟာပြဘာလာတော်တော်ဖေအဒမ်းမကွာဖေဆောရီရှိတယ်ဖေဟာအိမ်မဒမ်းချစ်တဲ့ထွေးလို့နေတဲ့တွေ့ဆုံးရှိတယ်ဖေပြေးတယ်ဟမ်အိမ်မထဲမှာထွေးနေတယ်အိမ်မထဲကထွေးနေတယ်မတွေ့ဘူးတော်တော်နဲ့ငါနဲ့တွေ့မယ်ဟဲ့ထားခုနငါ့ကိုမျိုးပြအောင်ဟဲ့ဟုတ်လားထားလူအိတ်တဲ့ချိန်မဟုတ်ကွာလူအိတ်တဲ့ချိန်မဟုတ်နားလေလားဟဲ့ငါ့ကိုခင်ချင်းရလားဟုတ်လားငါ့ကိုဖေးပြောလို့ချင်းရလားမင်းတို့ကူလားအခုလှပ်သွားလို့တယ်ညီမလေးကသေးသွားရောက်နေဒီမျက်နှာတွေကိုဒီနားလိုက်တဲ့အရက်ဆိုရအောင်ဘာကောင်းလေးလဲမသိလားကွာအဖေစူးညံနဲ့ဘာဖြစ်နေရလဲဖေဟာဘာဖြစ်နေဆိုတာဒီမဲ့ဒါကြီးကမှကွာမင်းကိုနဲ့မင်းကြီးနဲ့အဲ့မစူးညံနဲ့ဘာဖြစ်နေကြလဲဖေဟာဖြစ်တဲ့အကြောင်းကတော့မင်းစိသားကြီးပြီမင်းကြီးကသေးကြောင်းလေငါသားလက်ကအလုပ်သွားလုပ်တယ်ဒီမျက်နှာတွေကိုမထောက်ဖိုင်းနဲ့မင်းကိုကြီးနဲ့မင်းကြီးတနေ့ကမူးနေတယ်အချိန်မရှိမှပြန်လာတယ်နေဖေထိုးမှထားတယ်ဒီကောင်ကြီးလုတ်ကောင်ကငါအဖေသိကြတယ်မင်းတို့သိလားမင်းတို့နားလေလားနောက်တော့ဒီကောင်ကဒီလိုနေတော့မလားတလုံးဒီလိုနေမလားမိမယူမဲ့ကောင်းနေမိမယူရဲ့ဘာလို့ပြင်မလဲခဲ့ပြောလားအဲ့ကိစ္စဖေဘာမှတွေ့ပူနေပါနဲ့ဖေဘာလဲချိန်တန်ဖြစ်ပါလေအမန်ချိန်ကပြည့်သွားပြီဟေး
ဘုံနေတဲ့အချိန်တိုင်းကျွန်တော်ပြောအေးဆေးရတယ်ဘုံနေတဲ့ အချိန်နဲ့တနေ့ကျမိမအေးတည်ရတယ်ယူပါမင်းတို့ယူရင်လည်းအဲ့မိမတွေကိုငါလောက်တွေ့ရမှာအဲ့တော့မထူးဘူးငါယူမယ်ကွာ ဖေဒါတော့မဖြစ်ဘူးလေအဖေမိမယူလို့မဖြစ်ဘူးလေအဖေကလည်းမိမလိုချင်တာနဲ့ပဲလမ်းကြောင်းလေးခင်းတယ်မရဘူးနော် ကဲပါကိုရကိုလည်းကောစကားပြရတယ်တော့ညနာတော့တက်တော့နော် အေးပါညီမလေး တော့ညီမအောင်ပြောနေရတယ်တော့မင်းတို့တော့ ဘာတော့လိမ့်မဒီမှာလာတော့မလိမ့်မခက်တယ်အဲ့ဒါဟုတ်လားငါသမီးနဲ့ငါသားလေးနေပင်းကတော့ပြောကြအောင်မရှိအောင်လိမ့်မပါလို့သားရဲ့ဟောဒါနဲ့မလေးမင်းရွာရဲ့အလုပ်ပတ်တာအသိမြင်ရတာ ဟောဖေအဆင်ပြေတယ်မနေ့ကဆိုလို့ရှိရင်လေအလုပ်တော့ဆင်းလို့ရပြီ ဟာကြားလာသမီးမနေ့ကအလုပ်ထင်းလို့ရပြီတဲ့ဟာတော့ငါသားကြီးအဖေယုံမိသားငါသားကိုယုံမိသားတက်တဲ့သမီးလေးရောတရားအောင်လားအော်ကောင်းတယ်ခေတိုးသမီးလေးပြို့မျိုးကောင်းရလား ကောင်းပါလေဗျာ ဟာကောင်းနေအေးအားလုံးအဖေအားရတယ်ကွာငါသားတဲ့သမီးလေးရောတော့ကဲအားရတယ်ပြီဟိုကောင်းနာကဲငါကောင်းနေတယ်အဖေခဏလမ်းကြောက်ခွဲလာအောင်မယ်ကွာဟုတ်ကဲ့နော် အဖေလမ်းလည်းကြည့်ပြီးသွားအောင်နော် 哦，那么这个宝贝，挂不了，挂不了。 ကဲဒီလိုမလေးကိုခေါ်ပြီးတော့နောက်ပြီးမှဆင်းစစ်တယ်ရှိရဖြတ်မယ်ဒီမလေးခေါ်တာတော့ တတနင်တို့ညီမတွေငါရမပြန်လာလား ရှင့်မမြင်ဘူးလား ဟာမြင်ပါတယ်တတရ ဒီမှာအေးလေကိုတော့ပြီပြေးလေးဘူးလား ဟဲ့ဒီမှာနင်တို့ညီကိုနှစ်ယောက်ငါတို့ညီမနှစ်ယောက်ကိုလောက်ရှိမှဖြစ်မှာဗောဟဲ့ပြီးလို့ရှိရင်ခုခက်ကကလေးညံ့မဲ့တဲဟဲ့ပြည့် အဲ့နေပါနင်တို့ညီမတွေလေငါတို့ညီကိုတွေကိုတန်းပြီးဖြေပြလိုက်ပါလားဟာ အမလေးဝေးတဲ့ဒီမဲ့နင်တို့လိုဘူးယုံတဲ့ညီကိုနှစ်ယောက်ပြန်ကြိုက်လို့ရှင်လေငါတို့အိမ်အမေငါတို့ဆူမှာပေါ့ဟဲ့ဒီမှာမတယောက်လုံးပါလာဆိုတော့ရှင်တို့တတိထားကြအောင်ရှင်တို့တောင်းရှင်နောက်နေ့မှတောင်းကြ ဟုတ်လေနေတော့ဒီပန်းနေရောက်ငါတို့ကြက်ချက်ပဲဆိုရင်ငါတို့ဒီကိုညောက်အရက်ဖြတ်ပေးမယ် ဒါစမိုင်းဒီလေလား ဟာအေးဟာနင်တို့ပြောလိုက်ရင်ဒီတိုင်းတူရဟာရောသွားမယ်ခွာရော ဆက်ရ ပြေးရော ဒါလေးလေး ညာ ဒါသမီးတို့ကလည်းဟုတ်တယ်ပါ ဟုတ်တယ်ဖေအဖေသမီးငယ်ဆုံးလေးတော့ပေးတာ ။အော်သမီးရဲ့ဒီနေ့မှယူခဲ့သမီးရဲ့ဟောဒါနဲ့သား ညာ အလုပ်ကိစ္စဘယ်လိုလဲ လောက်ကစစ်ပြေလေးဖေခဏနေလို့ရှိရင်မှသူ့ဝင်းလို့ခွဲလာခေါ်တော့မှလောက်ကတော့ဖေဟာတိတ်ကြီးကြီးမားမားတော့မဟုတ်ပါဘူးလေသားလို့ပဲဟိုလေဝါတော်မရလေတော့ဘူးလေထဲမှာအဲ့ဒါလေကလေးကိုရှင်းပြရပါဗျာ ။ဘာပဲဖြစ်ဖြစ်ဒီမဲ့ဒီနေ့ဒီကိုလာတဲ့ဆိုင်အများကြီးစိတ်ကကိုကြည့်ခဲ့မှာသား။ဟာဒီမှာအကြပါလိမ့်မယ်။သမီးလေးနဲ့ဒီက
သိဟုတ်ပြီလားဘုရားရောဘုန်းတော်ငယ်ရဆိုရင်ပဲရက်ဒီဘူးတော့ဝိသက်တော့မရှိဘူးမရှိမှာမဟုတ်ဘူး မမမမဆရာမရှိပါဘူး ဟုတ်တာဘာမှမဖြစ်လို့ပြေးပါငါသမီးကိုမကြည့်ဘူးဘယ်လိုမှဒီကမမျောနေခဲ့ဘူးငါသမီးကိုဒီလိုကြည့်လာလိမ့်မယ်လို့မသိဘူးငါသမီးကဒီမှာကြောင်ရရတော့ငါမှပူလဲရတာဒီလိုလေးငါဘာဒီမှာတော့ဘယ်လိုလဲတော့မလွယ်ဘူးအဖေမာလေဒီမဲ့ဟာကြတော့ဒီအိမ်ကြီးတစ်လုံးပဲကျန်တော့တယ်တပါရဲ့ အဲ့ဒီသူရတယ်ဒါကြီးသူတို့လည်းမှာဟုတ်မှလည်းလှုပ်ဆန်းပါမိတို့ရာငါအဖေကိုမလှုပ်ကျွေးပဲနဲ့တော့ကြရွာထဲပတ်ပြီးတငယ်ထောင်တွေမှာငါမြင်အောင်သေးတယ်နေမီးလေအာတကယ်လို့လာလာတခါဝင်လာမလေးဟိုမှာတိုက်ကြတိုက်တယ်နော်တစ်ဖက်တော့ပြောကြအောင်တစ်ဖက်တော့ပြောကြအောင်ဒီလိုကွာဘာဖြစ်လို့နောက်ကျနေရလဲငါဒီမှာစောင့်နေတာကြားလာပြီတို့ကြောင့်မှဒေါ်ဘူးကစိတ်ဆိုးနေကြားလာတက်မယ် မရှိလို့လှုပ်ရှားတာပြည့်ပြည့်ပေါ့ကွာနောက်ကြလို့စိတ်ဆိုးလည်းမတက်နိုင်ဘူးညော်ကြီးဘာဖြစ်လို့နောက်ကြရလဲဆိုတော့ပြောသူ့ဝေးမင်းပြောလိုက်အဲ့တော့ မင်းလည်းပြောရကွာမင်းပြောရအဲ့မင်းပြောရဲဝါရ ဟဲ့ကောင်ကြီး မင်းပြောရဘာဖြစ်လာလဲမင်းတို့တယောက်ပြောရတယ်ကွာဘာဖြစ်လို့လဲကျွန်တော်ပဲပြောရမှာတော့ဘဲကတော့ဖို့တည်းမသိရလက်သေးတော့ဖို့လေသိတယ်သမီးနဲ့ညာဦးလေးတိုင်းနဲ့ညမှာစကားပြောတာတော်တူတယ်တော့ ဒါတော့ကွာလမ်းတို့ပြောတော့ကွာ အေး အမှတ်လို့မင်း ပြီးတော့လဲဆန်းလို့ဟုတ်တယ်ဦးလေးဦးလေးရောက်ပါလေသမီးသားရမ်းပြီ ဟုတ်တယ်ဗျာ ပြီးလောက်တာလား ဦးလေးကတပြိုင်နက်တည်းထွေးမှနှောက်ရမယ်ကေး ဟာလားချွေးမနေရ ဟုတ်တယ် ချွေးမနေရကိုငါလုပ်ပြရအောင်ပဲအမလေးငါကောင်းတော့ခေါင်းဝရှိမှဟုတ်တော့ကွာ အဖေအလုံးနောက်ကြနေပြီတော့လည်းတကယ်ကြီး ကြောက်မြဲမြဲစား တော့ပါကွာ အားရတယ်ငါ မမကအဲ့မိမကြီးတကယ်စိုက်နေ မသိပါဘူးသမီးရဲ့ပြဿနာတော့စနေပြီ ထောင်းနေတော့ငါလည်းတိုင်းတမုံနဲ့တော့ အေးလိုက်လက်က အပေါင်းသားလေးရမယ်ငါပေါင်းလေးရမယ်လည်းငါဖူလေးရမယ်ဘုံနဲ့ထောင်းမလေးတမုံလောက်လား အဲ့ဒါတို့ကအောင် ဘာပြောမို့လဲမတန်တာရဲ့ ရွာတဲ့ကဥပိုးတော်တန်းလေးကိုပြန်ချက်လိုက်ချင်တာ အမလေးတော့ပြန်ကြိုက်နိုင်ပါဘူးရက်သမားတွေ အဲ့အတွင်းမလေးကသူတို့လေးကချမ်းသာတယ် သူတို့ချက်တာကျွန်တော်ကဘာလုပ်ရမှာ ညီတို့ညီမလေးကိုကြိုက်လို့လေအခုအရက်တွေတော့ဖြတ်လိုက်ပြီ အရက်ဖြတ်လိုက်ပြီဟုတ်လို့လား ဟုတ်တယ် ထားလိုက်ပါဟိုတောင်းတော့ကြစီလို့သွားလိုက်အောင်မယ်နော်သွားလိုက်မယ်လို့ ပြောရင်အေးရမိုင်းနဲ့ရွာဥပုတော်တိုင်းကြိုက်နေကြတာမသိဘူးနော် ဟေးအငယ်မအဲ့ဒါနေနဲ့ဆိုင်လို့လားကြားရတယ်ကြားနေပါဦးဒီဒီ ဘာပြောနေချဲ့ကြည့်မ အမေဟိုကရောင်အချွေးတော့ပြန်လာလေမေ ဒီလိုလေဟောထောင်ရဲ့သားတွေနဲ့ကြိုက်နေပြီဆိုဒီလိုလေကြက်ကြက်သေးထမ်းတော့ အမေမဟုတ်တာကြီးပြောပြန်ပြီ အမေကလေသမီးတို့ဆိုလို့ရှိရင်စူးဖို့ပဲသမီးတို့မှဈေးရောက်ပြီးပြင်မမိပြန်လာလေအေးရောက်လို့ရှိရင်လည်းအဆူခံရတယ် တမီးတို့အဲ့ရက်သမိုင်းနဲ့ဘာလို့ကြိုက်ရမှာလဲအမေရဲ့ အမေသမီးတို့ကလည်းအိမ်အောင်ပြုတ်တဲ့ရွယ်ရောက်နေပါပြီအမေရဲ့အမေပြောတဲ့အရက်သမိုင်းနဲ့သမီးတို့တွေကကြိုက်တာမကြိုက်ရသေးဘူးဟုတ်တယ်မလားမိုင်း အမေရဲ့ကြိုက်လားမကြိုက်လားတော့မသိပါဘူး။သမီးရှိတယ်မှာပဲအမတွေဒီသားစကားလိုက်ပြောနေတာ အငယ်မနင်အတော့တော့မလုံးနဲ့တော့ ဟေးဟေး
အဲ့ရကောင်နေလေကြိုက်လို့ရတော့ငါနဲ့တွေ့ပြီဟဲ့ အမေကလည်းသမီးတို့ဆိုစုဖို့ပဲနားကြီးလာတော့ကိုယ်ရောက်သွားတယ် ဟုတ်တယ်တော့မ ဟုတ်လား ဟာလေ နင်တို့ညီမနှစ်ယောက်ကိုငါတို့ပထမတစ်ခါဖြေတော့ရှောင်ထွက်သွားတယ်ဒီတော့ငါတို့ကိုဖြေပေးပါနော် ဘာကိစ္စပြေးရပါညီတို့ညီကိုညဒီလောက်မူးယူနေတာ နင်တို့ကဖြေပေးမယ်ဆိုရင်ငါတို့ညီကိုနှစ်ယောက်မတော့တော့ပါဘူးတကယ်ခရီးပေးပါ ညီတို့ညီကိုညမတော့ငါတို့ဘယ်လိုယုံရပါ ဒီယုံ ယုံပါ ငါ ဘူး တို့တေချာစမ်းကြည့်အောင်နော် ကဲကြားလား ရုံပါဟာညီတို့ညောချစ်လုံးတို့ငါတို့အရက်ဖြတ်ပေးမယ်ဟုတ်ပြီလား တကယ်ဖြတ်ပေးပါမယ် ညီတို့တောက်မတောက်ဆိုငါတို့တကယ်သိရငါတို့စောင့်ကြည့်ရောတို့ရဲတော့တောက်တော့ဆိုပြီးတော့စဉ်းစားပြီးပါလေ ငါတို့ညီကိုနှစ်ယောက်ကိုညီကိုနှစ်ယောက်ငါတို့ကိုစဉ်းစားပေးမယ်တဲ့ဟာဘာစရိုက်ကွာ ညမတန်းတယ်နော်ငါညမတန်းလို့ နင်လည်းရုံတော့နဲ့ငါလည်းရုံတော့တကယ်ပြော ဟဲ့